habit ဆိုတဲ့အလေးအကျင့်ရဲ့ပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးဆက်ကဘာနဲ့အတူလဲဆိုတော့လင်းပြန်တစည်းကိုတူတော့မဲ့လမ်းကြောင်းကိုဒီဂရီအနေငယ်ပြောင်းလိုက်ခြင်းနဲ့အစဉ်တို့ပါတယ်တဲ့ဥပမာဆိုကြပါစို့ Los Angeles ကနေနေရုပ်ကိုတော့မဲ့လင်းဆိုကြပါစို့ Los Angeles ကနေထွက်သွားတဲ့အချိန်မှာလေမိုးကဘာလို့လိုက်လဲဆိုတော့ 3.5 degree တောင်ဘက်ကိုပြောင်းလဲလိုက်ခြင်းအဖြစ် New York City ကိုမရောက်ဘဲနဲ့ Washington DC ကိုရောက်သွားမှာဖြစ်ပါတယ် Los Angeles ကနေ New York City ကပေါင်း2400ကျော်ဝေးတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်လေနဲ့သွားမယ်ဆိုတော့4နာရီကနေ5နာရီအတွင်းကျွန်တော်ကြာနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီ New York City နဲ့ Washington DC ကဘယ်လောက်ဝေးလဲဆိုတော့မိုင်ပေါင်း228ဝန်းကျင်လောက်ဝေးတယ်ကျွန်တော်တို့အဲ့ဒါကိုလေနဲ့သွားမယ်ဆိုရင်တနာရီ50လောက်ကြာမယ်ရထားနဲ့သွားမယ်ဆိုရင်တော့3နာရီ50လောက်ကြာမယ်ကားနဲ့သွားမယ်ဆိုတော့4နာရီကနေ5နာရီတော့ကျွန်တော်ကြာနိုင်ပါဖြစ်ပါတယ်ပြောချင်တာကဘာလဲဆိုတော့ဒီ Los Angeles ကနေထွက်သွားတဲ့လေဟာ 3.5 degree ဆောင်းလိုက်ခြင်းအဖြစ် New York City ကိုမရောက်ဘဲနဲ့ New York City ကနေမိုင်ပေါင်း228ဝေးတဲ့ Washington DC ကိုရောက်သွားတာဖြစ်ပါတယ်ကျွန်တော်တို့ဒီလေယာဉ်ကစထွက်ခြင်းမှာလုံးဝမတိတာဘူးဆိုပေမဲ့မိုင်ပေါင်း2400ကျော်လောက်ပြန်တန်းတော့တဲ့အချိန်မှာသူ့ရဲ့အကျိုးဆက်ကအလုံးဝတခြားနေရာရောက်သွားတာဖြစ်ပါတယ်ကျွန်တော်ပြောချင်တာကနေ့စဉ်မိတ်ဆွေရဲ့အလေးအချင်းကိုအနှဲငယ်ပြောင်းလဲလိုက်ခြင်းအဖြစ်မိတ်ဆွေရဲ့ဘဝကိုလုံးဝပြောင်းလဲသွားမှာဖြစ်ပါတယ်တရက်ကိုတိတ်ရခိုင်နှောင်းကောင်းတာပဲလို့ဆိုတာပဲလို့လက်စစ်အချိန်မှာတော့လုံးဝကွဲပြားချမ်းသာခြင်းရှိမှာမဟုတ်ပါဘူးအရေးမကြီးဘူးလို့ထင်ကောင်းထင်ရပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့တသက်စာအနေနဲ့ကျွန်တော်ပြန်လဲပြီးတော့တွတ်မယ်ဆိုတော့မိတ်ဆွေကဘယ်လိုဖြစ်လဲဆိုတာဒါမှမဟုတ်မိတ်ဆွေကဘယ်လိုလိုမျိုးလဲဆိုတာဒီအရာကမိတ်ဆွေကိုအဆုံးဖြတ်ပေးတော့မှာဖြစ်ပါတယ်အောင်မြင်မှုဆိုတာကျွန်တော်တို့နေ့စဉ်ပြုလုပ်နေတဲ့ habit ဆိုတဲ့အလေးအကျင့်ရဲ့ထုတ်ကုန်တွေဖြစ်ပါတယ်ကျွန်တော်တို့တစ်သက်မှာတစ်ကြိမ်တည်းလှုပ်လိုက်တာနဲ့ပြောင်းလဲသွားတဲ့အရာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့မင်းဆွေရဲ့ခုရရှိနေတဲ့ရလက်တွေကမင်းဆွေရဲ့အလေးအကျင့်ရဲ့အနောက်ဆက်တွဲတွေဖြစ်ပါတယ်ဆိုတော့မင်းဆွေနေ့စဉ်အထက်ပလဲနဲ့လှုပ်နေတဲ့အရာကိုမင်းဆွေရရှိမှာဖြစ်ပါတယ်ဆိုတော့ဒီအကြောင်းအရာကိုကျွန်တော် James Green ရေးထားတဲ့ Atomic Habits ဆိုတဲ့စာအုပ်ရဲ့စာမျက်နှာ34ရဲ့မှာရှိတဲ့အကြောင်းအရာကိုကျွန်တော်ပြန်လည်ပြီးတော့မျှဝေခြင်းဖြစ်ပါတယ်မိတ်ဆွေအတွက်အကျိုးတစ်ခုခုရနိုင်မယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြတဲ့အတွက်ကျေးဇူးတင်ပါတယ် See you in the next video stand still bye bye